Hello အားလုံးပဲမင်္ဂလာဂျုံဝဆက်လေးကနေကြိုဆိုလိုက်ပါတယ်နော်ခုနေ့ကလေပြတ်သွားတဲ့ဒီစုံရီပွဲလေးပေါ့နော်ဒီရေပွဲလေးကပေါ့နော်လောက်ရတာအရန်လွယ်တယ်သူ့ကိုဘယ်လိုလုပ်လဲဆိုတာဒီနေ့မှာပေါ့နော်ရိုစီယာလောက်ပြပေးတာမှရရပါတယ်ပေါ့နော်လောက်တဲ့လူလေးရတော့ comment နဲ့comment နဲ့တောင်မြေကောင်းမှလောက်တဲ့လူလေးရပေါ့နော်မကြည့်ချင်းကြော်ပါပါရှင်လောက်တဲ့မလောက်တဲ့လူလေးတွေကပေါ့နော်ရိုစီရဲ့ဟာလေးကိုလိုက်ပြကြည့်ပေးကြပါပေါ့နော်တိုက်ခါပါတယ်ရောင်း review တွေလည်းကြာနေပါရဲ့ review လေးညာကြီးတိုးပါစေလို့ဆိုပြီးတော့ဘနော်စူတောင်းနေပေါ့နော်ဒီရစနေပြပါစေဆိုပြီးတော့လည်းအရင်နေစူတောင်းပေးပါအောင်ရှင်တော့ဒီတစ်ခါပေါ့နော်အမဲရောင်လေးနဲ့လိုက်ပြမယ်နော်ကဲလို့ရောင်ခဲရလေးရောင်လေးပဲဖြစ်ပါတယ်ခဲရလေးတောင်လေးကုန်ပြီပေါ့နော်ဒါလေးကိုရင်ဆုံးရိုစီကလုံးဝမှာပဲဖြစ်ပါတယ်ကဲအဲ့တော့ဒီမှာအလုံးလေးရပြီအလုံးလေးရသွားပြီဆိုတော့ဒီမှာပေါ့နော်အလုံးလေးတွေကဲဆက်ပြီးလုံးရမယ်အဲ့လိုအလုံးလေးဖြောင်းစီမယ်ဟာကကြတော့နော်အလုံးလေးရအရန်တိအောင်အလုံးလေးအကုန်လုံးရသွားပြီဆိုတော့နော်ရိုစီကဒီလိုလေးဆက်မယ်ပေါ့နော်ဒီလေးဆက်လိုက်မယ်ဆက်ပြီးသွားပြီဆိုရင်ခုနအလုံးလေးရဲ့နားလေးမှာပေါ့နော်ဟိုက်တန်းလေးအောက်ကနေအတန်းလေးကတ်လိုက်မယ်ပေါ့နော်ကတ်ပြီးသွားပြီဆိုရင်ဒီမှာတနာပါအဲ့တော့ဒီမှာကျန်တဲ့ဟာလေးနည်းနည်းလေးကိုပါဇက်နားလေးမှာတက်လိုက်ပါမယ်ပါဇက်နားလေးမှာတက်လိုက်တဲ့အတိုင်းအလုံးလေးဖြစ်သွားပြီပေါ့နော်အလုံးလေးဖြစ်ရင်ဒီကလို့အလုံးလေးနဲ့တီကဲဒါလေးကပါဇက်လေးဖြစ်သွားပါပြီဒါလေးကမျက်လုံးနှလုံးတက်ပြီးပါရင်အိမ်မျက်လုံးနှလုံးပေါ့နော်ဇွန်းနဲ့ဟိုက်တိုင်းပြရလိုက်မယ်ရော့ငါဇွန်းနဲ့ပြပြီးတော့ဆိုရင်ဒါလေးကဒီတိုင်းလေးဖြစ်သွားရင်အဖြူလုံးလေးတွေထည့်မယ်ဒီရေပွဲလုံးနဲ့ငါနဲ့တော့ခက်ကဲရောက်ပါပြီဒီမှာဆိုရင်ရေပွဲလုံးလေးရတော့ပါပြီရေပွဲလုံးကတော့လုံးဝမှကိုထောင်လို့မရပါဘူးလွင့်ထွက်နေပါတယ်ဒီမှာအဖြူတွေကပ်ကုန်ပါပြီအဲ့တော့ဒီပေါ်မှာထောင်ကြည့်ကြရအောင်ရလက်ကင်မောင်းနဲ့ဝေးရမှာဒါခုနလောက်ထားတဲ့ဝက်မဒါကရေပွဲစုံရေပွဲဒါခုနလောက်ထားတဲ့ရေပွဲဒါနီဂျာဘန်ဒါကရေပွဲစုဒါရေပွဲအားလုံးပဲကြည့်ရှုအားပေးတဲ့အတွက်ဘိုင်ဘိုင်